အားလုံးပဲမင်္ဂလာပါ welcome back to Sue Daily Vlogs ဒီနေ့ပိတ်ရက်မှာစူပါတွေလောက်လဲပြောပြမယ်ပိတ်ရက်ဆိုတော့အလားမပေးဘူးနိုးရချိန်ထားတဲ့အိယာတိန်နဲ့အောက်ထပ်ဆင်းလာရင်ငရှုံနှကောင်ဖွာထားတဲ့ဟာတွေကိုရှင်းရပါတယ်ရှင်ညတော့ငါကူရီဖွာထားတဲ့ဒီ throw တွေအားလုံးတိန်နဲ့တသက်ရက်လေးဖြောင်းရှင်းတယ်ပြီးရင်ဒီအပိုင်း yoga လေးကျင့်ဖြစ်တယ်မြောင်နဲ့ yoga ချင်းရတာလွယ်တော့မလွယ်ဘူး but it's fun yoga ချင်းပြီးရင်ရေချိုကောင်းရှောအားလုံးပြီးရဲ့ချိန်မနက်7 နာရီရှိနေ seriously I love living without schedule ပြီးရင်မနက်စာကိုစပစ်တီနဲ့ yoga နဲ့ရောစားပါတယ်ပြီးရင် coffee ကခါလေးတစ်ခွက်နဲ့စားတဲ့အချိန်အိမ်နဲ့စကားပြောတယ်ပြီးတော့ vlog အတွက် video လေးတွေကို edit လုပ်တယ်ပြီးတော့ကိုယ့်ရဲ့ business plan လေးဆွဲတယ်ပြီးရင်အချွဲမလေးနဲ့ cut လုပ်တယ်အားလုံးပြီးရဲ့အချိန်က3 နာရီကျော်4 နာရီလောက်ရှိပြီအဲတော့ညနေစာဟင်းစားချက်ပါတယ် main dish ကတခုရှိပြီးတော့ဆိုတော့ဟင်းရွက်လေးပဲချက်တယ်ဒီနေ့မြင်ဆဆမလို့တိုဖူနဲ့မုံညင်ရွက်ကြော်လိုက်တယ်အဲ့ဒါပဲချက်ပြီးရင်တော့စပွဲရီရှင်တော့သိမ်းရုပ်ရှင်လေးခဏကြည့်ရဲရုပ်ရှင်ကြည့်နေရင်စိတ်ကူပေါက်လာလို့မီနီခွာဆွန်လေးထားလုပ်လိုက်တယ်အားလုံးပြီးရဲ့ချိန်9 နာရီရောက်နေခြံလဲပြန်လာပြီအဲ့တော့ညစာစားဖို့စားပြီးတော့ထမင်းဝိုင်းပြင်းနေဒီနေ့ menu ကတော့ရှမ်းဟင်းပေါ့နော်လူချိုဖက်လေးလောက်ထားတယ်မနေ့ကထမင်းစားနေနဲ့နှစ်ယောက်သားတနေ့တာဖြတ်တန်းခဲ့ရတဲ့ဟာလေးကို sharing လုပ်ကြတယ်ထမင်းလဲစားပြီးတော့ mini croissant လေးရပါပြီအိမ်မှာကိုဘာသာကိုလုပ်တဲ့အရာတိုင်းကလေစားကောင်းတယ်snacks လေးရပြီဆိုတော့နှစ်ယောက်သားရုပ်ရှင်ကြည့်ကြတယ် Friends နဲ့ Big Bang Theory က Netflix မှာမရှိတော့အခုကြည့်ဖြစ်တာ Two Broke Girls ပြီးရင်အိမ်ကအချွဲနှကောင်လေးအတွက်အချိန်ပေးတယ်သူတို့နဲ့9 နာရီလောက်ဆိုရင်အိမ်ရတဲ့ဝင်ပြီးချမ်းကသူ့ဘောလုံးပွဲကြည့်ရဲစူကကြတော့ဖုန်းလေးခဏကြည့်ပြီးတော့အိပ်ပါပြီ Thanks for watching love you